နွေဦးပန်ချစ်သူများတော်လန်မိဘပြည်သူများအားလုံးမင်္ဂလာပါရှင် STP ရဲ့ Community Call အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမကတော့ဒီနေ့ Community Call အစီအစဉ်ကိုတင်ဆက်မယ့်ကိတ်ဖြစ်ပါတယ်ရှင်ဆိုတော့အခုကိတ်ရဲ့အတန်ကိုအားလုံးလည်းကြည်ကြည်လင်လင်ကြားမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ကိတ်ရဲ့အတန်ကိုကြားရတယ်ဆိုလို့ရှိရင်အောက်မှာ comment လေးတွေမှတ်ခဲ့ပေးပါအောင်နော်ဟုတ်ကဲ့ကြားရပါတယ်တဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဒီကနေ့ရဲ့ Community Call အစီအစဉ်ကို STP Facebook, YouTube နဲ့ Telegram Channel တွေကနေပြီးတော့နားဆင်နိုင်ပါတယ်။ဆိုတော့ Facebook ကနေတစ်ဆင့်နားထောင်နေတဲ့သူတွေကလည်းကိတ်တို့ရဲ့အစီအစဉ်လေးကို share လုပ်ပြီးတော့ဝင်ရလို့ရသလို YouTube ကနားဆင်နေတဲ့သူတွေကလည်း STP YouTube Channel ကို Subscribe မလုပ်ရသေးလို့ရှိရင် Subscribe လုပ်ပြီးတော့ပါဝင်ရပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်လူလေးလည်းကိတ်တို့စောင့်လုပ်ပြီးပြီဆိုတော့အချိန်မဆွဲတော့ဘဲနဲ့ဒီကနေ့ရဲ့ community call အစီအစဉ်လေးကိုစတင်လိုက်ပါမယ်ရှင်ဆိုတော့ဒီနေ့ရဲ့ community call အစီအစဉ်လေးမှာပါဝင်မဲ့အထူးဧည့်သည်တော်ကတော့ကိတ်တို့ရဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ပဲဖြစ်ပါတယ်ဒီနေ့ရဲ့ community call အစီအစဉ်လေးမှာကိတ်တို့ဝင်ကြီးနဲ့အတူ community call ခေါင်းစဉ်လေးဖြစ်တဲ့ exchange listing မှာဒီနိုင်ငံတကာအတိအမှတ်ပြုခြင်းစီတို့အကြောင်းကိုမြင်းမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ community call ရဲ့ခေါင်းစဉ်လေးအတိုင်းပဲကိတ်တို့ရဲ့ຫນွေဥပန်က STP တုတ်ခန့်နေရဆိုလို့ရှိရင်အခုအခါမှာတော်လန်ပြည်သူတွေရဲ့စုပေါင်းအားနဲ့ဝန်းရံမှုတွေနဲ့ပေါ့နော် exchange listing ပန်းတန်ကိုအောင်မြင်စွာနဲ့ဝင်ရောက်ခဲ့ပြီးဖြစ်ပါတယ်ဒါကမြန်မာသမိုင်းမှာပထမဦးဆုံးအနေနဲ့ NUG အစိုးရရဲ့ဗဏ္ဍာရေးအောင်ပွဲမှတ်ကျောက်တင်ခဲ့တာလို့လည်းပြောရင်မမှားဘူးပေါ့နော်ဆိုတော့အခုလိုမျိုး exchange listing ဝင်ခဲ့တဲ့ခြေလှမ်းတစ်ခုကနေနိုင်ငံတကာစီကဘယ်လိုမျိုးအာရုံစိုက်မှုတွေအတိအမှတ်ပြုမှုတွေခြေလှမ်းတစ်တွေရနိုင်မလဲဆိုတာကိုဒီကနေ့မှာဝင်ကြီးနဲ့မြင်းမြန်းဆွေးနွေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့မင်္ဂလာပါဝင်ကြီးရှင်ပထမဦးဆုံးအနေနဲ့ကတော့ကျမတို့ရဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်နဲ့ပြည်သူတွေကိုမိတ်ဆက်ပေးစရာမလိုတော့ဘူးလို့လည်းကိတ်ကမြင်ပါတယ်ဆိုတော့ဝန်ကြီးအနေနဲ့အခုနားဆင်နေတဲ့တော်လန်ပြည်သူတွေကိုအဖွင့်အမှာစကားလေးပြောပြလို့ရနိုင်မလားနော်ဟုတ်ကဲ့ကျမတို့အခုပေါ့နော်ဒီ STP ဘဏ်က team နဲ့ပေါ့လေစကားပြောခွင့်ရတာနောက်ပြီးတော့ခါကျတော့ဒီ STP ကဒီ crypto exchange list ထဲမှာပေါ့နော်တရားဝင်ပေါ်ပြခံခဲ့ရတဲ့အခြေအနေမျိုးနဲ့ပေါ့နော်ဒီကာလမှာကျမတို့ဒါကိုအကြောင်းပြုပြီးတော့ပေါ့လေနော်ဒေါ်လာရေးနဲ့ပတ်သက်တာတွေနောက်ပြီးတော့ဒေါ်လာပြည်သူတွေကိုဒီကနေပြီးတော့တဆင့်ကျမစကားပြောခွင့်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ချင်ပါတယ်ဝင်ကြီးအနေနဲ့လည်းကြုံနှောင်းကြုံခဲဆိုတော့ကျမတို့ပြည်သူတွေလည်းအရင်ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ထင်ပါတယ်ဝန်ကြီးအနေနဲ့ကျမတို့မြန်မာနိုင်ငံတော်အရေးကိုသိရှိလာအောင်လို့ကြိုးပမ်းနေတဲ့မြင်ကွင်းတွေလည်းတွေ့မြင်ရမှာပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြပနိုင်တာလေးရှိရင်ပြပြပေးပါအောင်ရှင်ဟုတ်ကဲ့အခုကတော့ကျမတို့ကျမလည်းခီးတွေတောက်လျှောက်ထွက်နေတာပေါ့နော်ခီးတွေတောက်လျှောက်ထွက်နေတယ်ကျမတို့ဒီຫນွေဥတော်လှန်ရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းပဲပေါ့နော်မဟာဗျူဟာကဏ္ဍတွေပေါ့လေဒီတော်လှန်ရေးကိုအောင်မြင်စေတဲ့ဥမာစီရေးကဏ္ဍရှိမယ်
နိုင်ငံရေးကဏ္ဍရှိမယ်နိုင်ငံခြားရေးနိုင်ငံတကာဆက်ဆံရေးဒီကဏ္ဍတွေရှိမယ်နောက်ပြီးတော့ဗဏ္ဍာရေးစစ်မျက်နှာရှိမယ်ပေါ့နော်နောက်ပြီးတော့ဒီပြောရမယ်ဆိုလို့ရှိရင်တော့ဒီမဟာဗျူဟာမြောက်ဆက်သွယ်ဆောင်ရွက်ခြင်းပေါ့နော် strategic communication ဆိုတဲ့နယ်ပယ်တွေလည်းရှိမယ်တော့အဲ့ဒီနယ်ပယ်တွေထဲမှာပြည်သူလူထုနဲ့ဆက်သွယ်ဆောင်ရွက်တဲ့ကိစ္စကလည်းအရေးကြီးပါတယ်ပေါ့နော်ဆိုအခုဒီမှာဆိုဒါ STB ဆိုလို့ရှိရင်ဒါဗဏ္ဍာရေးမဟာဗျူဟာအရဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ရဲ့ဗဏ္ဍာရေးကဏ္ဍအတွက်ပေါ့နော်ဒါရှေ့တန်းကနေပြီးတော့ဆောင်ရွက်နေတဲ့အထဲမှာမှပေါ့နော်ခုနကြီးမားတဲ့ဒီဖြစ်ပေါ်တိုးတက်မှုတွေပေါ့ဆိုလိုတာကဗန္ဒာရမုံငွေရှာဖွေနေုံတွေမဟုတ်ဘဲနဲ့ပေါ့နော်အဲ့ဒီမှာဒီကျမတို့ဒီတော်လှန်ရေးရဲ့သဘောတဘာဝနဲ့ကိုက်ညီတဲ့ဖြစ်ထွန်းမှုတွေကိုကျမတို့မြင်ရတယ်ပေါ့နော်ဟိုရမုံငွေရှာရဲဆိုတာမှအလှခံတာတို့ဈေးရောင်းတာတို့ဒါတွေလည်းသွားနေတာရှိတယ်ဒါလူထုတွေရဲ့ပါဝင်မှုပေါ့တိုးတော့ကျမတို့ကဒီတော်လှန်ရေးလို့ပြောလို့ရှိရင်ပေါ့နော်အခုဒီဗန္ဒာရေးကဏ္ဍမှာလည်းပဲကျမတို့ကအခုကတည်းကတော်လှန်ရေးကိုမြင်ရတယ်ပေါ့နော်ဘာကြောင့်ပြောရလဲဆိုတော့ဥပမာဆိုရင်အခုဒါဒီ digital banking system လိုမျိုးကိုဒါဘယ်တော့မှတော်လှန်ရေးနဲ့မတူတဲ့ဗန္ဒာရေးကဏ္ဍရဲ့ပေါ့နော်ဖြစ်ထွန်းမှုလို့ကျမတို့ပြောလို့ရတယ်ဆိုတော့အခုကျမခရီးတွေသွားတယ်နိုင်ငံတကာနဲ့တွေ့တယ်မြန်မာနိုင်ငံရဲ့အခုဒီနှွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့ဖြစ်ထွန်းတိုးတက်မှုတွေစိန်ခေါ်မှုတွေအစုံပဲပေါ့နော်လူထုခံစားနေရတဲ့ဒုက္ခတွေဒါတွေကိုလည်းပြောကြတာအဲ့တော့အဲ့ဒီထဲမှာကျမတို့ဒီအနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ဟဲ့လားနောက်ပြီးတော့ဒီတီထွင်ကြံစနိုင်စွမ်းနေပေါ့နော်ဒီဘက်နှွေဦးတော်လှန်ရေးနဲ့မျိုးဆက်သစ်တွေပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်နောက်နှိပညာခေတ်လည်းဖြစ်တယ်ဆိုတော့အဲ့ဒီရဲ့ဖြစ်ထွန်းတိုးတက်မှုတွေဒီ advantage တွေကိုသုံးပြီးတော့ကျမတို့ဘာတွေလုပ်နေကြလဲပေါ့နော်ခုနပြောသလိုတစ်ဖက်မှာစစ်ကောင်စီရဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေရက်ဆက်ကြမ်းကြုတ်မှုတွေကိုခံစားနေရတဲ့တပြိုင်နက်တည်းမှာကိုပဲကျမတို့ကဏ္ဍပေါင်းစုံကနေပြီးတော့တော်လှန်နေကြတယ်ပေါ့နော်အဲ့တော့အဲ့ဒီတော်လှန်နေတဲ့နေရာမှာနှိပညာအရတော်လှန်မှုဆိုတာနဲ့လည်းဆက်ဆက်နေတယ်လို့မြင်တယ်ခုနဗန္ဒာရေးကဏ္ဍကိုခုနနှိပညာကိုအသုံးပြုပြီးတော့ဒီပေါ့နော်ဖြစ်ထွန်းလာတဲ့ဒီ21ရာစုရဲ့ပေါ့နော်ဒီဗန္ဒာရေးစနစ်ထဲကိုပေါ့လေတကယ့်ကိုတီထွင်ကြံစမှုရှိနဲ့ထိုးထွင်းဝင်ရောက်လာတဲ့အောင်မြင်မှုတွေအနေနဲ့ဒါကျမတို့ပြောပြနေတယ်ပေါ့နော်ခုနနိုင်ငံတကာကလည်းစိတ်ဝင်စားတာရှိတယ်ကျမကိုယ်တိုင်ဒီစနစ်တွေကိုတကယ်တော့တိတ်ပြီးတော့ရင်းနှီးခဲ့တာမဟုတ်ဘူးပေါ့နော်စိမ့်နေပေါ့လေနော်ကျမတို့မြန်မာနိုင်ငံအနေနဲ့ဆိုဒါပေမဲ့ဒါကနိုင်ငံတကာအနေနဲ့ကြည့်မယ်ဆိုရင်ကောဤပညာခေတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲဒါတကယ်ကို breakthrough ဖြစ်တယ်ပေါ့နော်နော် next level ကိုရောက်သွားတဲ့အဆင့်တစ်ခုဖြစ်တယ်ပေါ့ဘဏ္ဍာရမုံငွေရှာဖွေတဲ့အခါမှာတစ်ဖက်မှာလည်းပဲ ownership ကိုလည်းကျမတို့မြင်ရတယ်ပေါ့ဒီဟာတွေကိုကျမတို့ကအခုနိုင်ငံတကာမှာပြောပြနေတယ်ပြောရရင်တော့ negative story တွေလည်းရှိတယ် negative story တွေကဘာလဲဆိုတော့ကျမတို့ပြည်သူလူထုတွေခံစားနေရတဲ့ဒုက္ခတွေစိတ်ပြက်စရာတွေပေါ့လေအဲ့တော့ဒီစိတ်ပြက်စရာတွေစိတ်ညစ်စရာတွေကြားထဲကနေပြီးတော့ကျမတို့ပြည်သူလူထုဒီဒေါ်လာအင်အားစုတွေကဘယ်လိုရုန်းကန်နေကြလဲပေါ့နော်ဘယ်လိုမျိုးရှေ့ကို advance ဖြစ်အောင်လုပ်နေကြလဲလို့ပြောကြတယ် positive story ကိုပြောတဲ့အခါမှာဒီဗန္ဒာရေးကဏ္ဍကလည်းတခုအပါဝင်ဖြစ်တယ်ဆိုတာကိုကျွန်မမြင်ရတယ်ပေါ့လေအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့အခုဒါ STB နဲ့ပေါ့နော်ဟိုကျွန်တော်တို့အခုပတ်သက်ပြီးတော့လူထုနဲ့တွေ့ရတယ်စကားပြောရတဲ့အခါမှာကျွန်မကတော့အခုနိုင်ငံတကာဆက်ဆံရေးနဲ့ဒီဗန္ဒာရေးကဏ္ဍကဘယ်လိုဆက်ဆက်နေလဲပေါ့နော်ဒီ NUG ရဲ့ဆောင်ရွက်ချက်တွေရောအနွေတော်လှန်ရေးရဲ့ဖြစ်ထွန်းတိုးတက်မှုတွေကိုရောပြောတဲ့အခါမှာဒီတော်လှန်ရေးကဘယ်ကဗန္ဒာရမုံငွေတွေနဲ့လက်ပတ်နေတာလဲဆိုတော့မေးခွန်းကအကြီးရှိတယ်ဒီလောက်၄-၅နှစ်ကြာလာပြီပေါ့နော်နင်တို့ဘယ်ကပတ်စံနေရနေလဲပေါ့ဆိုတဲ့ဟာကအံ့ဩကြတယ်ပေါ့နော်အံ့ဩစရာဖြစ်အဲ့ထဲမှာဟုတ်ပြီဒီလိုဒီအကြောင်းတွေဒီနေရာတွေကနေရနေတယ်ပေါ့နော်ခုနမြန်မာ diaspora တွေက contribution တွေရှိတယ်ကျွန်တော်တို့စိုးမိုးတင်းချုပ်ဒေသတွေကခွန်ကောက်ရတာတွေလည်းရှိတယ်သို့တော်လည်းပဲကိုယ့်ထက်အဆမတန်ဗန္ဒာရမုံငွေကိုအများကြီးသုံးထားတဲ့စစ်ကောင်စီကိုတိုက်ခိုက်နေရတဲ့အခါမှာဒီပေါ့နော်ဒီပမာဏနဲ့တိုက်နေရတာကဘယ်လောက်ထိကျွန်တော်တို့ရုန်းကန်ရလဲဆိုတာသူတို့အံ့ဩတယ်ဒါပေမဲ့ဒီဟာဒီ sustain ဘယ်လောက်ဖြစ်တယ်လဲဒီ၄-၅နှစ်အတွင်းမှာဘယ်လိုရန်ပုံငွေရှာဖွေနေလဲဆိုတာကိုနိုင်ငံတကာစိတ်ဝင်စားတယ်အဲ့တော့စိတ်ဝင်စားတဲ့အခါမှာဒါတွေကိုပြောပြတဲ့အခါမှာကျွန်တော်တို့ရဲ့အခုထားပါတော့နော်ဒီ STB တို့NUG Pay တို့အစရှိသဖြင့်ပေါ့နော်ဒီလိုဒီဗန္ဒာရေးခန္ဓာတွေကနိပညာကိုသုံးပြီးတော့ progress ဖြစ်အောင်လုပ်နိုင်တာတွေကပြောရရင်တော့နိုင်ငံတကာအတွက်တော့အရန်ကိုပေါ့နော်သူတို့ impress ဖြစ်ရတယ်ဆိုတော့အချက်လေးတွေလည်းကျမတို့အခုသွားရင်လာရင်လည်းပြောရင်းဆိုရင်လည်းမြင်နေတွေ့နေရတာရှိပါတယ်ဆိုတာလေးကျမတော့ညကျင်တာပေါ့လေ ဟုတ်ကဲ့ပါရှင်အခုလိုပြောကြပြလို့အခုဒီအစီအစဉ်လေးကိုနားဆင်နေတဲ့သူတွေလည်းအားတက်ကြမယ်ထင်ပါတယ်က
ကိတ်အနေနဲ့နောက်ထပ်ကတော့အခုဝင်ကြီးလဲသိတဲ့အတိုင်းပဲပေါ့နော်ကျမတို့ရဲ့ဒီ STP token တွေက Global Exchange Platform မှာ listing ဖြစ်သွားပြီဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအရေးတွေမှာရောဘယ်လိုအထောက်အကူဖြစ်စေတယ်လဲပေါ့နော်နောက်တစ်ခုကဒီ crypto လမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာစတင်ရပ်တည်နိုင်ပြီဆိုတော့ဒီအပေါ်မူတည်ပြီးတော့နိုင်ငံတကာရေးရာလမ်းကြောင်းတစ်တွေကဖွင့်လာနိုင်မလားဆိုတာလေးကိုလည်းတစ်ချက်လောက်ဆွေးနွေးပြပါအောင်ရှင် ဟုတ်ကဲ့ခုနကျွန်မရှိရပြောသွားတာနဲ့လည်းပဲကျွန်မနည်းနည်းပြန်ဆက်ချင်တာပေါ့နော်အဲ့တော့အခုလိုမျိုးဒီ exchange list တဲကိုအစတုန်းကတော့မရောက်သေးတော့ဘယ်လိုလဲပေါ့နော်ဒီဘဏ်ရဲ့ credibility ကဘယ်လိုရှိလဲဘဏ်ကို digital bank တစ်ခုထူထောင်ရတဲ့အခါမှာကျွန်တော်တို့ကလည်း technical ဘိုင်းရအခက်ခဲရှိတော့ပေါ့နော်ပြန်ရှင်းပြရတဲ့ဟာမျိုးတွေမှာတော်တော်လေးရုန်းကန်ရတယ်ပြောရမယ်ဆိုလို့ရှိရင်ပေါ့လေဒါဘဏ်ကစီမံဘဏ္ဍာဘက်ကတာဝန်ရှိတဲ့သူတွေနီးပညာပိုင်းနီးစနစ်ပိုင်းကျွမ်းကျင်တဲ့သူတွေပြောရင်တော့ပိုကောင်းတာပေါ့တိုးတော့ကျွန်တော်တို့တဆင့်တစ်ခါဒါကိုပြန်သယ်သွားရတဲ့အခါမှာခက်ခဲရှိတာမျိုးတွေရှိတယ်ပေါ့လေပြန်ပြီးချိန်ပြီးရတယ်ဒါပေမဲ့အခုဒီလိုမျိုး exchange list တဲ့ကိုရောက်သွားတဲ့အခါမျိုးမှာဆိုရင်တော့ credibility ကမြင့်သွားတယ်ပေါ့နော်နောက် trust ပေါ့နော်ဒီနိုင်ငံတကာမှာရှိနေတဲ့သူတွေကိုပြောရတာရောဒီ list ထဲကိုရောက်သွားပြီဆိုတာဒီဒါ next level နောက်ထပ်တစ်ခုပေါ့နော်နောက်ဘဏ္ဍာရေးရတရားဝင်မှုဒါမှမဟုတ်ယုံကြည်စိတ်ချမှုtrust level ပေါ့နော်အဲ့ဒီဟာမြင့်သွားတယ်လို့ပြောလို့ရတယ်ဒါကြောင့်မို့လို့လည်းပဲကျွန်မသတိထားမိတယ်ဒီ list ထဲကိုရောက်သွားပြီးတဲ့ဟိုကသူ့ရဲ့တန်ဖိုးတွေထိုးတက်သွားတဲ့ဟာမျိုးတွေကျွန်မတွေ့ရတယ်ခုနကိုယ်စားလှယ်တွေပေါ့နော်ဒီတွေ့တဲ့အခါမှာလည်းသူတို့အခုရောင်းအားတွေပို့ပြီးတော့တက်လာတဲ့အနေအထားလေးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့တစ်ခုပေါ့နော်ဘလို့ဖြစ်သွားလဲပေါ့နော်ဒီ token list တဲ့ဟိုရောက်သွားတဲ့အခါမှာဖြစ်သွားတဲ့ထူးခြားချက်နောက်တစ်ခုကကြတော့ဒီ crypto လမ်းကြောင်းပေါ့နော်အဲ့တော့ cryptocurrency ထဲမှာလည်း currency အမျိုးအစားတွေအများကြီးရှိတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့တစ်ခုနဲ့တစ်ခု credibility မတူကြဘူးဒီ exchange blockchain အမျိုးအစားတွေပေါ်မှာမူတည်ပြီးတော့လည်းပဲကွာခြားကြတာတွေရှိတယ်ပေါ့နော်အခုဒီပေါ့နော်ဒီ STB ဘဏ်ရောက်သွားတဲ့ဒီ list ကတော့ထိုက်တဲ့ပေါ့နော်တော်တော်လေးကိုဟို credible ရှိတဲ့ blockchain တွေကိုရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါခုနပြောရဲပေါ့နော်ရှေ့ရဟာကိုပဲကျွန်မပြန်ခောက်ချင်တယ်ခုနကျွန်တော်တို့ဒီဘဏ်ကိုဘယ်လိုထူထောင်ခဲ့လဲဆိုတဲ့ဟာမျိုးတွေဒါတွေပိုစိတ်ဝင်စားကြတကယ်တော့ကျွန်မနားလဲတလောက်ပေါ့နော်ကျွန်တော်တို့သတိထားမိတာရှိတယ်ဒီဘဏ်ထူထောင်တဲ့ကကျွန်တော်တို့ဘိုးဘဏ်ဥပဒေလိုမျိုးတွေပြဋ္ဌာန်းပြီးတော့မှတကယ်ဥပဒေအရ backup တွေနဲ့ပါလောက်ခဲ့ပြီးတော့မှခုနပြောရဲပေါ့နော်ဒီ crypto လမ်းကြောင်းကိုလည်းတွားခဲ့ကြတာဖြစ်တယ်ဆိုတော့အဲ့ဒီဟာတွေကကျမတို့အတွက်တော့ဒီတော်လှန်ရေးအတွက်ကောနောက်ပြီးတော့နောက်တစ်ခုကကြတော့ဗျာဟိုတော်လှန်ရေးကကြာနေလာတဲ့ခါကြတော့လေသိလားတချို့ဆိုလို့ရှိရင်ပုံမှန်လင်းပြောရရင်ဒါကဒီ token တွေဝယ်လိုက်တယ်ဆိုတာကဘာမှမမျှော်လင့်ကြတော့တာဟိုပြောရမယ်ဆိုဒါတော်လှန်ရေးတွေကိုထည့်ဝင်လိုက်ကြတာပဲဖြစ်တယ်ပေါ့နော်ဒါဒါပေမဲ့အဲ့ဒါမမျှော်လင့်မဲနဲ့ပေါ့နော်အခုဒီလို listed ဖြစ်သွားတယ်ဆိုတော့ဒီကိုယ်စေတနာကိုကြိုးပေးတာပေါ့နော်ဟိုကျမတို့ရိုးလေးပါပဲစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒါလွတ်စွန့်တဲ့စိတ်နဲ့ပေါ့နော်ဒါတော်လှန်ရေးမှာကိုငွေကြေးရပါဝင်နိုင်တဲ့သူတွေငွေကြေးရပါဝင်ကြတယ်ပေါ့နော်ဘာကိုမှမျှော်လင့်လို့မဟုတ်ဘဲနဲ့ပါဝင်ထားကြတဲ့သူတွေလည်းပဲဘာပဲပြောပေါ့နော်အခုဒီ list ထဲကိုရောက်သွားတဲ့အတွက်ကြောင့်မို့လို့ပိုင်ဆိုင်မှုတစုံတရာရလာတယ်ကျွန်မပြောချင်တာတော့ဗျာအခုကျွန်တော်တို့အမှန်တရားဘက်ဓမ္မဘက်ကနေရက်ပြီးတော့ဘာမှပြန်ရလို့စိတ်မရှိဘဲနဲ့တော်လှန်ရေးကိုထည့်ဝင်ခဲ့ကြတဲ့ပြည်သူတွေအတွက်တော့တကယ်ကိုပဲစုလက်တစ်ခုပဲလို့ကျွန်မကတော့မြင်မိတယ်ပေါ့နော်သူတို့ရေးနေပြောနေကြရလဲတွေ့ရကြားရတဲ့ခါကျတော့ကျွန်မဒါတော့တကယ်ပဲမူတည်တာဝါမိတယ်ဂုံလဲဂုံယူမိတယ်ပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ဒီ STB token list ဖြစ်တာကပေါ့နော်ကျမတို့ရဲ့တော်လှန်ရေးအတွက်ကိုကဏ္ဍပေါင်းစုံကနေအထောက်အကူဖြစ်စေရဆိုတာကြားရတာဖြစ်တဲ့အတွက်ဂုဏ်ယူမိသလိုဒီကျမတို့ပြည်သူတွေအားလုံးနဲ့တွန်းခဲ့လို့ပေါ့နော်ဒီနေရာထိရောက်လာခဲ့တယ်ဆိုလို့ရှိရင်လည်းမမားဘူးလို့ပြောရမယ်ပေါ့နော် ဟုတ်ပါတယ်ဆိုတော့ဒီ STB token listing ဖြစ်တာနဲ့ပတ်သက်ပြီးတော့ဝင်ကြီးအနေနဲ့ကျမတို့ရဲ့ပြည်သူတွေကိုပြောချင်တာလေးများရှိအောင်မလားရှင်ဟုတ်ကဲ့ဟိုအဓိကတော့ပြည်သူတွေကိုကျေးဇူးတင်ရမှာပဲဒီတော်လှန်ရေးမှာဒီထက်ကိုဝင်ပါလာကြတယ်ဆိုတာသူတို့ဟိုလွတ်မြောက်လို့တယ်မတရားတာကိုမကြိုက်ဘူးရတဲ့နည်းနဲ့တော်လှန်လို့တယ်ပေါ့နော်တော်လှန်လို့တဲ့အခါမှာခုနပြောသလိုငွေကြေးနဲ့ပါဝင်ပြီးတော့တော်လှန်တာရှိမယ်လှုပ်အားနဲ့ရှိမယ်ပညာနဲ့ရှိမယ်နီးလန်းပေါင်းစုံနဲ့ကျမတို့
တော်လှန်ရေးမှာပါဝင်နေကြတယ်ဒါကြောင့်လဲတော်လှန်ရေးလို့ခေါ်တာလို့ပြောရမယ်ထင်တယ်ပေါ့နော်ဆိုတော့ကျွန်မတွေးမိတာကလေကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်ဗဟိုဘဏ်ကိုပြုပြင်ပြောင်းလဲဖို့တို့ဘာလို့ဆိုတာဒီအာဏာရှင်စနစ်ကနေပြီးတော့2008ဖွဲ့စည်းပုံအောက်မှာလေအများကြီးဗဟိုဘဏ်နဲ့မြန်မာနိုင်ငံငွေကြေးစနစ်ကိုပြုပြင်ပြောင်းလဲဖို့စူးစမ်းဆောင်ရွက်ခဲ့တာရှိတယ်ကျွန်မဆိုလို့ရှိရင်ဥပမာထားပါတော့ e-government လို့ဗာမျိုးတွေကိုကျမတို့တွန်းခဲ့ကြရရှိတယ်ပေါ့နော်ဒီအဲ့တော့ဘဏ်ကဏ္ဍတွေလည်းပါတာပေါ့ငွေကြေးကဏ္ဍတွေပါလည်းပါဒါပေမဲ့အရန်ကို resistant တွေအများကြီးရှိခဲ့တယ်အဲ့တော့အခုဒီတော်လှန်ရေးက okay ရတယ်ဗဟိုဘဏ်လည်းဘာပဲပြောဒီတော်လှန်ရေးမှာပေါ့နော်ဒီလိုဘယ်လိုပြောမလဲဒီ digital bank တစ်ခုကိုပါထူထောင်နိုင်ခဲ့တယ်ဆိုတာကဟိုဘက်အချိန်လုံးကကျမတို့ e-government ဆို e-commerce တို့သွားနေတဲ့အချိန်မှာ resistant ဖြစ်နေတဲ့ဟာတွေဒီတော်လှန်ရေးကာလမှာကိုကတိုးလိုက်နိုင်တဲ့အနေအထားမျိုးကိုသွားတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုပြောရမယ်ဆိုလို့ရှိရင်ဒါကအခုကိုမြင်နေရတဲ့တော်လှန်ရေးရဲ့အသီးပွင့်လို့ကျွန်မမြင်ရဒါမင်းအောင်လိုက်မပြုတ်သေးဘူးစစ်အာဏာရှင်မပြိုကျသေးဘဲနဲ့ကိုဒါအသီးပွင့်တစ်ခုမြင်နေရတယ်လို့ကျွန်မတော့မြင်တယ်ပေါ့နော်ဒါတော်လှန်ရေးရဲ့လက္ခဏာတွေဒါကလည်းပြည်သူလူထုကြောင့်ပဲအဲ့တော့ခုန STB ဆိုလို့ရှိရင်ဒါပြည်သူလူထုကပိုင်တဲ့ဘဏ်ဖြစ်ဖို့လို့ဖြစ်ပြီပေါ့နော်ဒီဟာကိုNUG ကပိုင်တယ်ဆိုတာထက်ခုနပြောသလို token တွေရောင်းတယ် share တွေရောင်းတယ်အဲ့တော့ဒီ share တွေကအများပြည်သူပိုင်တဲ့ဘဏ်ဖြစ်တယ်အဲ့တော့မြင်ကြည့်ပေါ့လေနော်စစ်ကောင်စီများပြုတ်ကျသွားလို့စနစ်တစ်ခုကိုကျမတို့သွားကြတော့မယ်ဆိုရင်ဒီအမွေအနှစ်တည်အမြဲတမ်းဂုဏ်ယူနေရမယ့်ဒီဘဏ်ကြီးကိုကြည့်လိုက်တိုင်းဒါငါတို့ဘလို့ဖြတ်ခဲ့တယ်လဲငါတို့ဒီတော်လှန်ရေးမှာဘလို့ညီညွတ်ခဲ့ကြတယ်လဲပေါ့နော်ဘလောက် innovative ဖြစ်ခဲ့ကြလဲဆိုတာကိုကျမမြင်ထင်တယ်တားစင်မြေးဆက်ပေါ့နော်ဒီခေတ်ကိုဖြတ်ခဲ့တဲ့သူတွေဂုံယူနေရမှာအခုချိန်မှာပင်မဆင်းရဲရသလောက်ပေါ့နော်ဒီຫນွေဥတော်လှန်ရေးအောင်မြင်မှုနဲ့အတူဒီလိုမျိုးပေါ်ထွန်းလာမဲ့ဒီတော်လှန်ရေးရဲ့ပေါ့နော်ကောင်းမွန်တဲ့ပေါ့နော်ဒီအခက်အခဲတွေအကြက်တဲတွေကြားတဲ့ကကိုပဲငါတို့ဒီလိုမျိုး positively ပေါ့နော်အပြုသဘောဆောင်တဲ့ဒီ institution တစ်ခုတိုးတက်မှုတစ်ခုကိုလည်းပေါ်ဆောင်နိုင်ခဲ့တယ်ဗန္ဒာရေးကဏ္ဍမှာနောက်ပြီးတော့ဒါကပြည်သူကပိုင်တာပေါ့နော်ဒီ ownership ကအဲ့တော့တော်လှန်ရေးအောင်မြင်မှုနဲ့အတူဒီဘဏ်ကိုပြည်သူလူထုကပါလွတ်လပ်မှုတွေကိုပိုင်ဆိုင်နိုင်တယ်လို့ကြွယ်ဝမှုတွေကိုပိုင်ဆိုင်နိုင်တယ်လို့ဒီဘဏ်ကိုလည်းပိုင်ဆိုင်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုကျမတော့အခုမြင်နေရတယ်ပေါ့နော်ဒီ share တွေဝယ်ထားတဲ့ပြည်သူလူထုတွေအစားလဲကျမတော့စိတ်လှုပ်ရှားတယ်ဂုံလဲဂုံယူတယ်ပေါ့နော်ဆိုတော့ကျမထင်တယ်ဒီဘဏ္ဍာရေးကဏ္ဍကငွေလှူလိုက်တာယုံနေမဟုတ်ပါဘူးပေါ့နော်ကျမတို့ပြောရမယ်ဆိုလို့ရှိရင်ဉာဏ်ပညာအရတော်လှန်မှုလို့တောင်ပြောလို့ရတယ်နောက်တစ်ခုပါပေါ့နော်အသိပညာထိုးထွင်းကြံစမှုဒါတွေမပါဘဲနဲ့ဒီကိစ္စမဖြစ်လာဘူးပေါ့နော်ဆိုတော့ပြောချင်တာကကျမတို့လူအဖွဲ့အစည်းကျမတို့တိုင်းပြည်နောက်ကျမတို့ဒီ generation ဒီမျိုးဆက်တွေရဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေအကုန်လုံးထည့်ထားတယ်နောက်ပြီးတော့စိတ်ဓာတ်အင်အားတွေလည်းထည့်ထားတဲ့အောင်မြင်မှုသည်ဘာကြောင့်ဒီထိရောက်လာလဲဆိုရင်ခုနပြောတဲ့တူးချင်းတယောက်ချင်းစီတိုင်းရဲ့စ조사အားထုတ်မှုတွေနောက်တစ်ခါယုံကြည်မှုပေါ့ trust ပေါ့နော်ခုန NUG ပေါ်မှာယုံကြည်မှုနောက်တစ်ခါကျတော့ဒီတော်လှန်ရေးပေါ်မှာယုံကြည်မှုပေါ့နော်ဒီဟာကလည်းအရေးကြီးတယ်လို့မြင်တယ်ပေါ့နော်ဒီတော်လှန်ရေးကနောက်တစ်ခါကျတော့ယုံကြည်မှုနဲ့အတူပေါ့နော်ငါတို့မအောင်မြင်လို့မဖြစ်ဘူးဆိုတော့ခံယူချက်တွေပေါ့နော်ဆိုစစ်ကောင်စီအောက်မှာမနေလို့ဘူးလွတ်လပ်ခြင်းနဲ့လွတ်မြောက်လို့တဲ့စိတ်တွေဒီဟာတွေကတွန်းအားတွေကြောင့်မို့လို့ဒါဒီအခြေအနေတွေရောက်လာတယ်လို့ကျွန်မမြင်တယ်အဲ့တော့ဒီအခြေအနေတွေရောက်လာတာချင်းဒီမှာပါဝင်တဲ့ပညာရှင်တွေပေါ့နော်လိုက်ပါပြီးတော့ဆောင်ရွက်ပေးနေကြတဲ့သူတွေနောက်ပြီးတော့ဒီassociation ပြည်သူလူထုနောက်ပြီးတော့ခါကြတော့အဲ့ဒီကနေပြီးတော့စီးဆင်းသွားမယ်ခုနမြေပြင်မှာတော်လှန်နေကြတဲ့တော်လှန်တဲ့သူတူတယောက်ချင်းစီအထီကိုကြိုးတက်ရမှုရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်မတို့တူတယောက်ချင်းစီကိုကျေးဇူးတင်တယ်အင်မတန်ဂုဏ်ယူစရာကောင်းပါတယ်လို့ပဲကျွန်မပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ဆိုတော့ဒီ STB token listing ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်းဒီစစ်ကောင်စီဘက်ကနေပြီးတော့တိုက်ခတ်လာတာတွေပြီးတော့လို့ရှိရင်သတင်းမီဒီယာကနေပြီးတော့တရားမဝင်ဘူးလို့နောက်ကြားဖြန့်ခေါင်းစဉ်တက်လာတာတွေလည်းဝင်ကြီးလည်းတွေးမိမယ်ထင်တယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကိုရောဝင်ကြီးအနေနဲ့ပြောချင်တာလေးများရှိအောင်မလားရှင်အဲ့ဒါတော့သူတို့လုံနေကြပဲသွေးတန်းနဲ့ပဲပေါ့နော်သွေးတန်းနဲ့ပဲရှောက်ပြောနေတာပဲအဲ့တော့အခုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအတီဆုံးဖြစ်လိမ့်မယ်ကြားဖြတ်နဲ့ဘသူကပတ်သက်နေလဲဆိုတာပေါ့နော်ကျမတို့အဲ့လိုပဲပြောချင်တယ်နော်မြန်မာနိုင်ငံတော်အခုစစ်ကောင်စီပေါ့လေစစ်ကောင်စီရဲ့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကငွေတွေသူတို့ဘလို့ရနေလဲဆိုတာကိုသူတို့ကိုယ်တိုင်အတီဆုံးဖြစ်လိမ့်မယ်အဲ့တော့ကြားဖြတ်ကဒီ STV ကကြားဖြတ်လားအခုစစ်ကောင်စီရဲ့ဗဟိုဘဏ်ကကြားဖြတ်လားဆိုတဲ့ဟာတော့သူတို့ကိုယ်တိုင်အတီဆုံးဖြစ်လိမ့်မယ်လို့ထင်တယ်ဒါတစ်အချက်ပေါ့နော်နောက်နှစ်ချက်ကကြတော့အခုဘာတော့KK ဖက်တို့ဘာတို့မှာဖြစ်တဲ့
ကိစ္စတွေပြီးခဲ့တဲ့2လ3လလောက်ခရေကပေါ့နော်တကယ်တော့ကျမတို့ဒီကိစ္စကကြားဖြတ်ကိစ္စကကျမတို့သတိထားမိနေတာရောဆောင်ရွက်နေတာရောစောင့်ကြည့်နေတာရောတော်တော်ကြီးကြာပါပြီတော်တော်ကြီးကြာပြီအားလုံးသတိထားမိတဲ့အချိန်ကတော့ကျွန်တော်ထင်တယ်အခုပြီးခဲ့တဲ့အာဆီယံ summit တုန်းကဒီဟာကိုတော်တော်လေးပြောလာကြတယ်အာဆီယံ summit မတိုင်ခင်မှာစစ်ကောင်စီကရုပ်ရှင်ရိုက်ပြီးတော့ KK ဘက်ကိုစီးတယ်လို့ဘာလို့လှုပ်လိုက်သေးတယ်ဒါပေမဲ့အဲ့ဒါလည်းမရဘူးအခုထပ်ပြီးတော့သူတို့လှုပ်တယ်ပေါ့နော်အခု American ကလည်းပဲ strike force တွေဘာတွေဖွဲ့တယ်ဆိုတော့ကမ္ဘာလုံးရဲ့ criminal hub စီဖြစ်လာနေတာအဲ့တော့စစ်ကောင်စီအောက်မှာမြန်မာနိုင်ငံဒီနော်ရာဇဝတ်ဂိုင်းတွေရဲ့ခိုအောင်ရာခိုလုံရာပေါ့နော်နောက်ပြီးတော့ဒီကမ္ဘာနိုင်ငံအသီးသီးကနိုင်ငံသူနိုင်ငံသားတွေအတွက်ပေါ့နော်ချင်းချောက်နေတဲ့နေရာကြီးပေါ့နော်ဒါကြီးကဒီ9နှစ်အတွင်းမှာအုံနဲ့ကျင်းနဲ့ဖြစ်ထွန်းလာတယ်ဆိုတာဒါကမ္ဘာလုံးကသိတယ်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီ STB ကဘယ်လိုသွားနေလဲဘယ်လိုလုပ်နေလဲဆိုတာကျွန်မထင်ပါတယ် STB ကိုဆောင်ရွက်နေကြတဲ့သူတွေကဒါပို့ပြီးတော့ကျွန်မထက်တော့ယုံကြည်မှုရှိအောင်မယ်လို့တော့ကျွန်မမြင်တယ်ဆိုတော့ပုံမှန်လေးပြောရင်ဒါသူတို့သွေးပြက်နေတဲ့အချိန်ခရောင်ကရမ်းနဲ့ရှောက်ပြောတယ်နောက်တစ်ခုကကျတော့သူတို့ပေါ်မှာရောက်နေတဲ့ဝင်တို့ဝင်ပိုးတွေဒီဆွဆွဲချက်တွေကိုသူများကိုအခြေအမြင့်မရှိပြောလေပြောထားရှိတဲ့သူတို့ရဲ့ delay အတိုင်းပြောတယ်လို့ပဲကျွန်မနားလဲဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့သတိထားစရာရှိတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကဒါ online banking ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစစ်ကောင်စီအပါဝင်ပေါ့ဒီဘက်ခေတ်ထဲမှာเนาะဒီကျွန်တော်တို့ scam center တွေ online scam တွေဖြစ်လာတဲ့အတွက်ဒီ STB ဘဏ်ကိုရောပေါ့เนาะ online banking စနစ်တွေဒီ crypto currency တွေဒီဈေးကွက်တွေကိုသုံးနေတဲ့ပြည်သူလူထုအနေနဲ့တော့ဒါတွေကို awareness ရှိနေဖို့လို့လိုတယ်လို့မြင်တယ်ကျွန်မအနေနဲ့ကတော့ကြံပြုချင်တာကလည်းအခု STB team အနေနဲ့ရောပေါ့เนาะဒါတွေကိုလူထုကိုပေါ့เนาะဒီ NDL တွေကိုဘယ်လိုရှောင်ရှားသင့်တယ်လဲ online scam ကိုကျူးလွန်နေတဲ့သူတွေကနေပြီးတော့ပေါ့နော် online ကနေဘယ်လိုငွေတွေလိမ်တတ်တယ်ဘယ်လိုလုပ်တတ်တယ်ဆိုတဲ့ဟာကိုလည်းကိုယ့် user တွေထဲမှာပါပေါ့နော်educate လုပ်နိုင်မယ် awareness raising တွေကျမတို့အခုချိန်မှာပို့လုပ်ဖို့လို့တော့လိုမယ်လို့မြင်တယ်ဒါမှလည်းကျမတို့ user တွေကို prevent လုပ်ပေးနိုင်တယ်လို့ဖြစ်မယ်ပေါ့နော်မဟုတ်လို့ရှိရင်သူတို့ကဆွဆွဲတာတော့ဒါတစ်ပိုင်းပေါ့နော်တိုးတော်လည်းပဲကျမတို့တွေအားလုံးဒီအခုချိန်အခုခါမှာဒီ awareness ကရှိနေဖို့လိုတယ်လို့တော့ကျွန်မမြင်တယ်။ဘာလို့ဆိုတော့ကျွန်တော်တို့တိုင်းပြည်ကိုအခြေခံပြီးတော့အခုစစ်ကောင်စီဒီရိုးရိုးစစ်တပ်မဟုတ်တော့ဘူး။ရိုးရိုးစစ်အာဏာသိမ်းတာတော့မဟုတ်တော့ဘူး။တကယ် criminal gang ဆိုဖြစ်နေတဲ့အနေအထားမျိုးကြီးမှာကျွန်တော်တို့ဒါပို့ပြီးတော့တတိထားဖို့လို့တော့လိုပါတယ်ဆိုတာလေးလည်းကျွန်တော်ဖြည့်ဆွက်ပြီးတော့ဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ဟုတ်အခုလိုမျိုးဒီပြည်သူတွေအနေနဲ့ awareness ရှိဖို့လိုတဲ့ကိစ္စအကြောင်းအရာကိုလည်းဝန်ကြီးအနေနဲ့ highlight လေးလုပ်ပေးသွားရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါလည်းတကယ်ကိုလိုအပ်တဲ့ကဏ္ဍတစ်ခုပဲဆိုတော့လေဟုတ်ကဲ့ပါဆိုတော့ဝန်ကြီးလည်းအလုပ်များနေမှာပဲဆိုတော့ဒီကျမတို့ရဲ့ပြည်သူတွေကိုနောက်ဆုံးအနေနဲ့အပိတ်အမှာစကားလေးပဲဖြစ်ဖြစ်နှုတ်ဆက်စကားလေးပဲဖြစ်ဖြစ်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ဟိုပါပေါ့အမှားစကားတော့မဟုတ်တော့ဘူးကျမတော့ကျေးဇူးတင်စကားနဲ့အားပေးစကားပြောချင်တယ်ပေါ့နော်အခုဒီပဲလပိုင်းနေမှာစစ်ကောင်စီကသူတို့ရဲ့အထူးအယောင်ရွေးကောက်ပွဲကိုတွန်းလှုပ်ဖို့ဟလာနောက်ပြီးတော့ကျမတို့အရင်တုန်းကပေါ့လေတင်ထားတဲ့တချို့မြို့တွေပြန်ပေးရနိုင်တဲ့အနေအထားလေးတွေဖြစ်လာတဲ့အနေအထားမှာလူထုကပေါ့နော် discourage ဖြစ်ကြတယ်ပေါ့နော်ငါတို့တက်တွေနဲ့ရင်းထားတာတွေပြန်ပါသွားပြီလားပေါ့နော်နောက်စစ်ကောင်စီကရွေးကောက်ပွဲများလှုပ်လိုက်လို့ရှိရင်တော့ခက်ရကြီးရဲ့ပေါ့နော်သူတို့ဒီစစ်အာဏာရှင်စနစ်ကြီးတရားဝင်သွားတော့မှလားဆိုတော့တောကတွေပေါ့လေနော်discourage ဖြစ်တာတွေအများကြီးဖြစ်နေတယ်ဒါပေမဲ့ဒီကြားထဲကမှအခုခုနပြောတဲ့ကဏ္ဍပေါ့နော်ဥပမာစစ်ရေးကဏ္ဍကျမတို့နိုင်ငံရေးကဏ္ဍနိုင်ငံတကာဆက်ဆံရေးဗန္ဒာရေးနောက်ပြီးတော့အများပြည်သူဆက်ဆံရေးလူထုဝန်ဆောင်မှုဒီကဏ္ဍဒီ6ခုလောက်မှာခုနစစ်ရေးရကျမတို့အတိုးအဆုပ်တွေရှိနေသည့်တိုင်အောင်ကျမတို့အခုဗန္ဒာရေးကဏ္ဍနိုင်ငံခြားရေးကဏ္ဍကနေပြီးတော့အောင်မြင်မှုတွေကျမတို့ဘယ်လိုရနေလဲပေါ့ဒီရက်ပိုင်းမှာပေါ့နော်ဆိုတော့ကျမတို့သွားနေတဲ့တော်လှန်ရေးဒီကျမတို့အားပေးစကားပြောချင်တာကမှန်တယ်ကျမတို့မှာတော်လှန်ရေးဆိုတာအနေမြင့်အတက်ကြတွေရှိမယ်လူဘဝလိုပဲပေါ့နော်ဒါအနေမြင့်တက်ကြတွေရှိတယ်ဒါပေမဲ့ကျမတို့အမြဲတမ်းနေနေလို့မရဘူးကျမတို့ရဲ့အကြအချိန်တွေထက်စားလို့ရှိရင်တော်လှန်ရေးရဲ့အတက်ပေါ့နော်အောင်မြင်မှုသွားစေတဲ့ခြေလှမ်းတွေကရှေ့တိုးနေတဲ့ခြေလှမ်းတွေကပိုများဖို့လို့လိုတယ်ဒါမှသာလျှင်တော်လှန်ရေးကိုမြန်မြန်ရောက်မှာပေါ့နော်အဲ့တော့ဒီကာလာထဲမှာတော့ကျမတို့တချို့ကဏ္ဍပေါ့နော်ကဏ္ဍတွေမှာတော့နောက်ခြေတလန်းဆုပ်လိုက်ရတာရှိပေမဲ့တခြားသော strategic area တွေဖြစ်တဲ့ကဏ္ဍတွေမှာတော့ရှေ့တလန်းတိုးနေရတာတွေလည်းရှိပါတယ်ပေါ့နော်တိုးလာတာတွေလည်းရှိတယ်အဲ့တော့အဲ့ဒီဟန်ချက်တွေကိုကျမတို့ဒီထက်ပိုပြီးတော့ခုနပြောတဲ့ကဏ္ဍဘောင်းစုံသည်တပြိုင်နက်တည်းမှာပေါ့နော်ရှေ့ကိုရောက်သွားနိုင်တဲ့
ဟန်ချက်တစ်ခုကိုရောက်သွားမယ်ဆိုလို့ရှိရင်တော့တော်လှန်ရေးကကျမတို့မြန်ပြီးမယ်အခုဆိုလို့ရှိရင်လည်းပဲဒါအားလုံးကျမထင်တယ်လွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်လောက်ကဆိုကြားဖြတ်ကိစ္စကိုဒီလိုစစ်ကောင်စီပေါ်မှာဒီလို impact ရှိမလားဆိုရင်သိထင်ကြသိတဲ့သူတွေကတော့သိကြပါတယ်တိုးတော့အများစုကတော့ဒီလိုထင်ကြမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ပြောချင်တာကကျမတို့ဒီအနှိမ့်မြင့်အတက်ကြတွေကြားမှာပဲကျမတို့ပြည်သူနဲ့အတူတူဒီတော်လှန်ရေးကိုအောင်မြင်ဖို့လို့ကျမတို့ကဏ္ဍဆောင်ကနေစ조사နေတယ်အဲ့ဒီကဏ္ဍဆောင်ကဟန်ချက်ညီအောင်လဲကျမတို့စ조사အားထုတ်နေပါတယ်ဒါကြောင့်မို့လို့ပြည်သူလူထုလည်းပေါ့နော်စိတ်မလျှော့ကြပါနဲ့စစ်ကောင်စီရဲ့လုံးမဲ့ရွေးကောက်ပွဲသည်ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာလည်းလူတိုင်းသိတယ်သူတို့ကိုအခုတရားဝင်မှုမပေးဖို့ဆိုတာလည်းကျမတို့စ조사နေတယ်တကယ်တော့ဒီကြားဖြန့်ကလှုပ်တဲ့ကြားဖြန့်ခေါင်းဆောင်ကြီးတောင်ဖြစ်နေမလားမသိဘူးเนาะကြားဖြန့်ခေါင်းဆောင်ကြီးကလှုပ်တဲ့ရွေးကောက်ပွဲကเนาะဘယ်လိုမျိုးအစိုးရကိုဖြစ်လာမလဲပေါ့เนาะဆိုတော့ scam center တွေ criminals တွေပဲပို့ပြီးတော့များလာမယ့်ဟာမျိုးနိုင်ငံတကာထောက်ခံပါမလားဆိုတာလည်းအခုတန်တရားအကြီးကြီးရှိလာနေပြီပေါ့เนาะဆိုတော့ဒီအရှိန်အဟုန်တွေကိုကျမတို့ဟန်ချက်ညီဆက်ပြီးတော့တွန်းကြရအောင်ပါလို့ကျွန်မအနေနဲ့တိုက်တွန်းခြင်းနဲ့အခက်ခဲတွေပေးဆက်ရတာတွေရင်းနှီးရတာတွေအတွက်ကိုလည်းပဲကျမတို့ကြံ့ခံပြီးတော့ပေါ့နော်ကြော်လွှားနိုင်ကြပါစေလို့ကျွန်မဆူတောင်းတယ်ကျမတို့အောင်မြင်တဲ့တနေ့မှာအတူတူဆုံကြပါမယ်လို့ thank you ပါဟုတ်ကဲ့ပါရှင်အခုလိုမျိုးအလုပ်တွေများပြီးတော့မအားလက်တဲ့ကြားတွေကနေပြီးတော့ဒီ STB Community Call အစီအစဉ်လေးမှာပါဝင်အချိန်ပေးတဲ့ပြည်သူ့ဝင်ကြီးမက်စင်မာကိုတော်လန်ပြည်သူတွေရဲ့ကိုစားကိကအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကဲကိတ်တို့ရဲ့ community call အစီအစဉ်လေးရာဆိုလို့ရှိရင်လည်းအချိန်လေးလဲလစ်လာပြီဆိုတော့အဆုံးသတ်ရမယ့်အချိန်ကိုရောက်လို့လာပြီပေါ့နော်ဆိုတော့ဒီနေ့ရဲ့ community call live လေးကိုအခုထိစိတ်ဝင်စားနားတော်တာအဆင်ပြေကြတဲ့ຫນွေဥပန်ချစ်သူတော်လန်မိဘပြည်သူတဦးတယောက်ချင်းစီကိုလည်းຫນွေဥပန်ကိုစားကိတ်ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီနေ့ live လေးမှာဝင်ကြီးရဲ့ဆွေးနွေးပြောကြားမှုတွေကိုလည်းအားလုံးအားရကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်မလို့ community call လေးကိုလည်းဒီလောက်နဲ့ပဲရပ်နာခွင့်ပြုပါအောင်ရှင်။အားလုံးပဲဘေးကင်းလုံခြုံပြီးတော့ကောင်းသောညချမ်းလေးကိုပိုင်ဆိုင်ပြီးကောင်းမွန်စွာနဲ့အိပ်ဆက်အနားယူနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်ညီကုန်းချုပ်လိုက်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။